တက်30အရွယ်မှာမှန်ကြည့်လိုက်ရင်ချွေးပေါက်တွေကျေလာတယ်။အသားရည်ကိုကန်ကြည့်လိုက်ရင်ပြပြုတ်သွဲကြီးဖြစ်လာပြီဆိုရင် comment ပေးခြင်းနဲ့ treatment ၄ခုရှိတယ်။နောက်ပိုင်း30လောက်မှဆိုရင်စပြီးသိတာလား prevention အနေနဲ့ကြိုတင်ကာဝယ်လို့ရတဲ့ပို့ပေါ်ပါ treatment လေးတွေကိုလုပ်ထားမယ်ဆိုအသက်အရန်ကြီးလာတဲ့40အရွယ်50အရွယ်လောက်မှာအရေးကြောင်းတွေတားချင်တာမျိုးတွေဒါမှမဟုတ်ရင်ဒီထက်ပိုပြီးပြင်းထန်တဲ့ treatment တွေလုပ်ရတာမျိုးတွေနဲတာပေါ့။ကျွန်မ recommend ပေးခြင်းတဲ့ treatment ၄မျိုးကပထမတစ်ခုက radio frequency နည်းပညာနဲ့လုပ်ထားတဲ့ Excel ဒုတိယတစ်ခုကတော့ HIFU နည်းပညာနဲ့လုပ်ထားတဲ့ Lifter အဲ့ဒီနှစ်ခုလုံးက collagen ထွက်တာကိုလုံဆော်ပြီးတော့မှအရေပြားပြုတ်သွင်းနေတာကိုပြန်ပြီးတော့ပင့်တင်ပေးတယ်။တတိယမြောက်ကတော့ Botox ပေါ့မတို့နဖူးမှဆိုရင်ပုံမှန်ကတော့လှူရှားလိုက်မှတာဒီမျက်မှောင်ကျုံတဲ့အရေးကြောင်းတွေနဖူးရေးကြောင်းတွေကပေါ်တယ်ပိုပြီးဆိုးလာတယ်ဆိုရင်ကြတော့မတို့ဒီတိုင်းနေရင်ကိုမျက်မှောင်ကြီးကျုံနေတယ်လို့စိတ်တိုးနေလို့ပုံစံမျိုးပေါ့ဆိုတော့အဲ့ဒီအနေထားမရောက်ခင်ကလေးကနေ prevention အနေနဲ့ Botox လေးကိုနည်းနည်းလေးထိုးထားမယ်ဆိုရင်ပိုပြီးမဆိုးလာပေါ့နောက်နံပါတ်4အနေနဲ့ကကျတော့ anti aging ကိုဖြစ်စေနိုင်တဲ့ skin booster မျိုးတွေပေါ့ collagen လည်းထွက်မယ် cell turnover ကိုလည်းပို့ပြီးတော့မှကောင်းစေတဲ့ anti aging skin booster တွေကိုလည်းမကြထိုးပေးတဲ့ Rejuven လို့ ASC exosome လိုမျိုး biostimulator တွေနောက်တစ်ခုက Reduo လိုမျိုးဒီ skin booster တွေပါတာပေါ့နော်